TNLA အကြမ်းဖက်တောင်းကျမ်းသူဖွဲ့အနေနဲ့2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်နဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာစတင်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတိုက်ပွဲဖြစ်စဉ်များရဲ့နောက်ဆက်တွဲအခြေအနေများကိုခွင့်ကောင်းယူကအစိုးရအုပ်ချုပ်မှုရန်တရားပြက်ပြားစေရေးနဲ့၎င်းတို့၏ပလောင်ပြည်နယ်ရရှိရေးစိတ်ကူးရင်အိမ်မက်ကိုအကောင့်ထဲပေါ်ရန်အတွက်နိုင်ငံရေးနည်းလမ်းဖြင့်ရယူခြင်းမရှိဘဲလက်နက်ကင်အကြမ်းဖက်လမ်းစဉ်ဖြင့်ရယူရန်အတွက် EAO အဖွဲ့အချို့၏အကူအညီများရယူကာ PDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူများကိုရှေ့ကာတက်အဖြစ်အသုံးချကာရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှကြောင်မဲမြို့နယ်နောင်ချိုမြို့အပါအဝင်မြို့ရွာအချို့အားခေတ္တစိုးမိုးထိန်းချုပ်ခဲ့ပါသည်။ဒါကြောင့်တပ်မတော်အနေနဲ့ TNLA အဖွဲ့နဲ့ DPLA PDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူများခေတ္တစိုးမိုးထားသည့်မြို့ရွာများအားပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်၏အတွက်အကြမ်းဖက်ချေမှုန်းမှုစစ်စင်ရေးများကိုဆောင်ရွက်ခဲ့ရာနောင်ချိုမြို့အား2025ခုနှစ်ဇူလိုင်လ16ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးအဆိုပါဒေသမှာကုန်စည်စည်းစိမ်မှုအတွက်အဓိကအရေးပါတဲ့ပြည်တော်စုလမ်းမကြီးဖြစ်တဲ့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးပေါ်ရှိအဓိကလမ်းပိုင်းဖြစ်တဲ့နောင်ချိုကြောင်မဲလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်နိုင်ရေးလိုအပ်တဲ့နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာအဆိုပါလမ်းကြောင်းမှာစစ်ဗျူဟာအရာအဓိကအရေးပါတဲ့ဂုတ်တွင်းတံတားနောင်ပစ်ကျေးရွာကညင်ကုန်းကျေးရွာဇီးပင်ကြီးကျေးရွာနဲ့နောင်ပိန်ကျေးရွာတို့အားပထမအဆင့်ထိန်းချုပ်နိုင်ရေးမြေပြင်အနေအထားရာအခက်အခဲအတားအဆီးများစွာရှိတဲ့ဂုတ်တွင်းတံတားဂုတ်ထိပ်မီးရထားလမ်းတံတားနဲ့ရှုခင်းသာအပါအဝင်ပထမအဆင့်ထိန်းချုပ်ရမယ်အရေးကြီးနေရာများအား TNLA နဲ့မဟာမိတ်များမမျှော်လင့်သောလမ်းကြောင်းမှာချင်းကပ်ထိုးဖောက်လျက်ဩဂုတ်လ29ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတပ်မတော်စစ်ကြောင်းများဟာရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ကြောင်မဲမြို့အားအမြန်ဆုံးသိမ်းပိုက်နိုင်ရေးနဲ့နောင်ချိုကြောင်မဲလမ်းပိုင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေး TNLA နဲ့ DPLA PDF အမည်ခံပူးပေါင်းအကြမ်းဖက်တောင်းကျမ်းသူများအားတိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီးစက်တင်ဘာလ9ရက်နေ့ကစတင်ကအကြမ်းဖက်ချေမှုန်းမှုစစ်စင်ရေးဖြင့်မြေပြင်ဝေဟင်ပေါင်းဆက်ညှိနှိုင်းကာစစ်ကြောင်းများခွဲပြီးတံပြန်တိုက်စစ်များဖြင့်အဆင့်စဉ်ထိုးဖောက်တိုက်ခိုက်ချေမှုန်းမှုဆောင်ရွက်ခဲ့ရာ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာမန်ကွတ်ကျေးရွာစက်တင်ဘာလ12ရက်နေ့မှာပတ်ပုတ်ကျေးရွာစက်တင်ဘာလ13ရက်နေ့မှာခေလောင်ကျေးရွာစက်တင်ဘာလ15ရက်နေ့မှာပတ်မလွတ်ကျေးရွာစက်တင်ဘာလ18ရက်နေ့မှာပိတက်ကျေးရွာနဲ့ပန်တီကျေးရွာစက်တင်ဘာလ18ရက်နေ့မှာကောင်းမှုလိန်ကျေးရွာစက်တင်ဘာလ19ရက်နေ့မှာမန်ပန်ကျေးရွာစက်တင်ဘာလ20ရက်နေ့မှာပွိုင်1212တောင်ကုန်းခိုက်တုံဟုံးကျေးရွာနဲ့ကုန်းကော်ကျေးရွာစက်တင်ဘာလ21ရက်နေ့မှာတောင်စင်းလိတ်ကျေးရွာတောင်ပိုင်း